ဘယ်တော့မလဲ 哪里သွားမလို့ ဟောဘာကြီးနဲ့တော့မလဲ ထားနဲ့သွားမှာ ဒီနေ့မှာတော့လူပြောသူပြောများနေတဲ့ DEM ရထားစီးစီးပြီးမန္တလေးကိုသွားမလို့ပါဒီကောင်လေးနဲ့အတူလိုက်ခဲ့ပါအောင်နော်ရထားကရန်ကုန်ဘူရာကြီးကနေမနက်6နာရီတစ်စီးမနက်9နာရီတစ်စီးနဲ့10နာရီခွဲတစ်စီးဆိုပြီးတော့တရက်ကို3စီးစီထွက်ပါတယ်ဒီကောင်လေးကတော့မနက်10နာရီခွဲရထားနဲ့သွားမှာပါလက်မှတ်ရဖို့အတွက်တစ်ပတ်လောက်ချိုးတင်ပြီး online ကနေထည့်ရပါတယ်ယနေ့မှဆိုရင်တော့လက်မှတ်ရဖို့မလွယ်ပါဘူးနော်တထားမထွက်ခင်တနာရီကစပြီး online e-ticket တွေကိုလက်မှတ်ကောက်နိုင်မှာလဲပြပါတယ်တထားမှာအတွဲနံပါတ်တွေကိုထင်ထင်ရှားရှားရေးမထားတော့ရထားပုံစတက်တက်ချင်းအတော်လေးကိုပြန်များခဲ့ရပါသေးတယ်ရထားမှာအထက်တန်းနဲ့ပထမတန်းဆိုပြီးတော့2မျိုးရှိတယ်အထက်တန်းက4800ကျပ်ဖြစ်ပြီးတော့ပထမတန်းကတော့3000နဲ့4000ကျပ်ပါအထက်တန်းထိုင်ကုန်တွေက2+1ဖြစ်ပြီးတော့နည်းနည်းလေးပိုကျတာကလွှဲရင်တော့အတူတူပဲလို့ဆိုနိုင်ပါတယ်မနေ့8:30တိတိမှာပဲရထားကစတင်ထွက်သွားပါတယ်။ရထားကအတော်များပေမဲ့စီးရတာညင်ညင်ညောင်ရှိလာပါတယ်။လမ်းတစ်လျှောက်10ဘူတာပဲရက်ပြီးတော့တဘူတာကို2မိနစ်စီပဲရက်တယ်။တောင်ကိုဘူတာတစ်ခုပဲ10မိနစ်ရက်ပါတယ်နော်။ရန်ကုန်မြို့လေးကနေကားနဲ့သွားရင်တနာရီခွဲ2နာရီလောက်ကြာတတ်တဲ့ဘိုးကိုတနာရီ9မိနစ်ထဲနဲ့ရောက်လာပါတယ်။ ဒီဆိုင်ရောက်နေကြတာမှာဖြူးပူတာဖြစ်ပါမယ်ရှင်။ စထားပေါ်မှာမိရထားဝန်ထမ်းတွေကပဲကော်ဖီလက်ဖက်ရည်ခောက်ဆွဲပြုံးတဲ့တေးစားမှုများကိုတွန်းလေးနဲ့မကြလာရောက်တာတွေ့ရပါတယ်။ကော်ဖီတစ်ခွက်ကို1500ထိပေးရတော့တော်တော်လေးဈေးကြီးတယ်ပေါ့နော်။နေ့လယ်စာအထိကြားစမ်းကျော်ခောက်ဆွဲကျော်ထမင်းကျော်စတာတွေကိုကြိုပြီးတော့စီးရင်လာကောက်တယ်။အဲ့ဒါတွေကိုနေပြီးတော့ဘူရာကနေပြီးတော့မှာပေးတာပေါ့နော်။ဒီထမင်းကျော်တစ်ပွဲကို9000နဲ့ကွာ။ဒီလောက်ကောင်းတဲ့ယထာကြီးတွေပြည်သူတွေစီးနေနိုင်ဖို့အတွက်ရထားလမ်းအစင်းမြင့်တာမိရထားမှာယူတာစတဲ့စီမံကိန်းတွေကိုလွန်ခဲ့တဲ့10နှစ်ကတည်းကစတင်ပြုလုပ်ခဲ့ရတာလို့မိရထားဝန်ထမ်းတစ်ခုကရှင်းပြပါတယ်။ train လိုက်ကလည်းဂိုတိုင်းနဲ့ဆိုတော့တော်တော်လေးတန်တယ်နော်။နောက်ပြီးတော့လေရထားပေါ်မှာဘလို့နေရာမျိုးမှာစရိတ်တောက်ခွင့်ပြုမထားပါဘူး။ကားလမ်းမပေါ်ကသွားနေတဲ့ကားတွေကိုမိရထားကြီးကကြော်သွားတာလည်းထူးခြားတဲ့မြင်ကွင်းတစ်ခုကိုပြောရမှာပေါ့နော်။ဒီလိုနဲ့ပဲမိကောက်လေးတို့စီးနှင်းလာတဲ့ DEMU မိရထားကြီးကညနေ6နာရီခွဲမှာပဲမန္တလေးဘူရာကြီးကိုဆက်ရောက်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြမယ်နော်။တတား